အားလုံးပဲမင်္ဂလာပါခဲပကြီးကားတွေကဘယ်လောက်ထိကြာရှည်ခံလဲကြာရှည်ခံအောင်ဘယ်လိုထားရမလဲဆိုပြီးတော့မေးလာတဲ့မေးခွန်းတွေရှိတယ်ပေါ့နော်အဲ့တော့ဘယ်လောက်ထိကြာရှည်ခံတယ်ဆိုပြီးတော့အတိအကျတော့မပြောနိုင်ပါဘူးနှစ်ပေါင်း100လည်းဖြစ်နိုင်တယ်လို့နှစ်ပေါင်း1000လည်းဖြစ်နိုင်တယ်ပေါ့နော်မပျက်စီးပဲရာသက်ပံခံတယ်လို့လည်းကြားဘူးတာမျိုးရှိပါတယ်မဆုကိုယ်တိုင်ကတော့အပြင်မှာ250ကျော်ထိမပျက်စီးပဲအကောင်းပကတိတိုင်းရှိနေတဲ့ခဲပကြီးကားတစ်ချက်ကိုမြင်ဘူးထားတာတော့ရှိတယ်ပေါ့နော်အဓိကကနေအောင်ကြီးထိုင်ထိလို့မရပါဘူးနေအောင်ကြီးထိတယ်ဆိုလို့ရှိရင်ဒီခဲပကြီးမှာမဟုတ်ဘူးပေါ့နော်တခြားဘယ်ပစ္စည်းမဆိုနေအောင်ကြီးထိလို့ရှိရင်အယောင်ပြေတာတွေဖြစ်တတ်ပါတယ်အဲကြောင့်နေအောင်ကြီးမထိဖို့တော့အရေးကြီးပါတယ်နောက်ထပ်တစ်ခုအနေနဲ့မဆုတို့ကဒီခဲပကြီးကားတွေကိုမပြည့်စည်အောင်အယောင်မပြေအောင်ဘယ်လိုထားမလဲဆိုလို့ရှိရင်စပရေးတစ်ခုခုနဲ့ခဲကိုတက်ပြီးတော့ထားလိုက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ခဲပြက်နဲ့ဖြစ်တယ်ဆိုရင်တောင်မှပဲဒီခဲပကြီးကအယောင်ပြေတာမျိုးတွေပြက်ထောင်မျိုးတွေမဖြစ်တော့ဘူးပေါ့နော်အဲ့တော့မဆုကတော့အခုလက်ရှိမှာဒီ Maris တစိမ့်စပရေးဘူးနဲ့ပေါ့နော်ခဲပကြီးတွေမပြက်အောင်လို့ဖြန်းပါတယ်အဲ့တော့ဖြန်းပုံဖြန်းနည်းလေးကိုလည်းတစ်ခါတည်းဗီဒီယိုမှာပြပေးမယ်နော်အဲ့တော့စပရေးဖြန်းမယ်ဆိုလို့ရှိရင် mask တက်ပြီးတော့ဖြန်းသင့်ပါတယ်စပရေးတွေမှာကျတော့အမျိုးအစားတွေအများကြီးရှိတယ်ပေါ့နော်တချို့စပရေးတွေဆိုလို့ရှိရင်အနံ့အရန်ပြင်းတယ်တချို့ကျတော့လည်းအနံ့မှုလေးတွေလာတယ်ပေါ့ဘလို့အနံ့မဲ့ဖြစ်ဖြစ်ဒီကိုယ့်အတွက် side effect မဖြစ်အောင်လို့တော့ကာကွယ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီစပရေးတွေဖြန်းတဲ့အခါမှာဂယူဒီဇိုင်းနဲ့ mask ကိုပေချာလေးတက်ဖို့လိုပါတယ်အဲ့တော့စပရေးဖြန်းမယ်ဆိုလို့ရှိရင်ညနေနေအောင်အရင်ဆုံးမဖြန်းပါနဲ့စပရေးဘူးတွေမှာကျတော့တစ်ခါလေကြာရင်ဆေးယူတာတွေစိတ်နာတွေပြီးရင်ခဲနေတာမျိုးလေးတွေရှိရပေါ့နော်အဲ့တော့ဘေးနေရာလေးကိုပဲအရင်ဆုံးစမ်းတက်ပြီးတစ်ချက်နှစ်ချက်လောက်အရင်ဆုံးဖြန်းတင်တယ်ပေါ့နော်အဲ့အဆင်ပြေမှဆိုအဆင်ပြေပြီဆိုလို့ရှိရင်စပြီးဖြန်းလို့ရတယ်နော်စပရေးဖြန်းတဲ့ခါကျလို့ရှိရင်နေရာတနေရာလေးကိုပဲအကြာကြီးဖြန်းထားကြရမလို့နေရာအနှံ့ပေါ့နည်းနည်းချင်းဒီအဲ့လိုမျိုးနှံသွားအောင်လို့ဖြန်းပေးရမှာပေါ့နော်ဒါဆိုရင်တော့စပရေးဖြန်းလို့ပြီးသွားပြီပေါ့နော်စပရေးဖြန်းပြီးလို့ရှိရင်တခါတည်းဘောင်ထဲကိုထည့်လို့မရပါဘူးစပရေးကိုချောင်းလို့15မိနစ်20လောက်ထားရင်တော့အဆင်ပြေပါတယ်ဘောင်ထဲကိုထည့်တော့မယ်ဆိုလို့ရှိရင်စပရေးကတော့အချောင်းမြန်ပါတယ်ဒါပေမဲ့ကိုကသေချာအောင်လို့ပေါ့နော်15မိနစ်20လောက်ထားပြီးတော့မှစာရွက်သားလေးကိုခဏလောက်ကိုင်းကြည့်ရမယ်ပေါ့နော်စပရေးကစိုးထိုင်းလေးဖြစ်နေလားဒါမှမဟုတ်လုံးဝခြောက်သွားပြီလားဆိုတာကိုသေချာကြည့်ရပါမယ်အဲ့တော့စပရေးဖြန်းပြီး15မိနစ်20နေလို့ရှိရင်တော့ပကြီးကားဘောင်ထဲကိုထည့်လို့ရပါပြီဒီပကြီးကားကိုတော့ဘကုန်းမှာနေတဲ့အကိုတယောက်ကအပ်ထားတာပေါ့နော်22-30 size ရှိတဲ့ပကြီးကားကြီးပါမဆူရေးခဲ့ဘူးတဲ့ site ကြီးတွေထဲမှာဒါကတတိယမြောက်အထည်ပုံတူပကြီးကားပေါ့ဒီ22-30 size ကိုရေးဘူးတာဒါအခုမှတတိယကျင်းမြောက်ပဲရှိသေးတယ်ပေါ့နော် site သေးတွေကတော့အများအားလို့ရေးဖြစ်တယ် site ကြီးတွေကတော့တခါတရံမှပဲရေးဖြစ်ပါတယ်ဒီလိုစာကျူးတွေရေးရတာတခါလေကြာရင်တော်တော်လေးကိုခံစားချက်ကောင်းတယ်ပေါ့နော်မဆူကပကြီးကားတွေဆိုလို့ရှိရင်စိုက်ကြီးတွေရေးရတာကိုပို့ပြီးကြိုက်နှစ်သက်ပါတယ်ပကြီးကားတွေကစိုက်သေးတာထက်လေစိုက်ကြီးတွေကပို့ပြီးတော့အဲကမ်းမှာချိန်မယ်ဆိုရင်ခက်ခက်ညာညာရှိတယ်ပေါ့နော်တချို့ကြတော့လဲစိုက်သေးလေးတွေကြိုက်တယ်ပေါ့သပွဲတွေစိုက်လေးတွေလည်းကြိုက်တဲ့သူတွေရှိတယ်ပေါ့နော်တယောက်နဲ့တယောက်ကတော့အကြိုက်ချင်းမတူကြဘူးပေါ့အားလုံးပဲတက်တာနောက်ထပ်ဗီဒီယိုမှာပြန်ပြီးတွေ့ပါမယ်